မေလောဝါဖျက်မှာလောဝါဖျက်မှာလက်ထဲမှာဘာတွေပါတော့ဘာရေးတွေပါလားဖျက်မယ်နော်ရောပါအလူငွေဒီမှာခုနှစ်သိန်းခုနှစ်သိန်းဒီမှာက3000ခုနှစ်သိန်းနဲ့ဘယ်လောက်တော့3000ညီမလားအမလားပြင်သွားတာဘာလုပ်တော့တော့မဟင်းရခုအောင်မိုးရွာကြီးကိုဟင်းရခုတော့လားမိုးစက်လုံးကသွားတာပဲဟိုသွားတာအဲ့ဒါမိုးမီရောပေါ့ခေါ်အောင်မှာပဲခိုးမှာခိုးရမှာလားအိမ်နဲ့တော့မယ်အိမ်နဲ့တော့မယ်ဟွာလေးပါတော့တဲတဲရရှိမှာပါတဲတဲရတော့ရှိတော့ပါတယ်လာတွေ့တဲ့လူနဲ့စကားပြောအောင်မိုးကရွာနေမြန်လေးတော့စကားပြောလိုက်မယ်ပြောကြက်ပြီလားမနဲ့သာနဲ့သာစားပြီအဲ့အခုဟင်းရခုတော့တဲ့အဖွားကြတော့ဘာတော့ထမင်းညိုက်ထုတ်တော့လားစိုက်မှတော့လားစားပြီးမှသွားတာစားပြီးမှသွားတာဟောပြန်လာမှာအင်းရရရင်ပြန်လာမှာဟောအဲ့လိုဟုတ်ပြီဘာချက်စားတော့ဘာနဲ့စားကြမနေ့ကဘာချက်စားတော့ဆိုတော့ပြောပဲချက်အသားမပေါလားအသားအပါလေးမဟုတ်ပါလားဟိုနေ့ကလူထားတဲ့ငွေလေးကြတယ်ဘာဝဲထားတော့အပါလေးလူလေးတယ်လေဟုတ်တယ်ဒါလူတဲ့ငွေလေးလေဘာဝဲထားတော့ဆန်ဝဲထားတယ်ဟောအဲ့လိုပြောတာဆန်ဝဲထားတယ်ဟုတ်ပြီပိုလဲကနည်းနည်းဘာဖုန်းလေးလူလိုက်လေးဩဗျာအဖွာဒါတို့ကထောက်ပံ့တဲ့ငွေကိုပြန်ပြီးတော့တစ်ဆင့်ကုတို့ပြန်လုပ်သေးတာဩကိုနောက်ပါအောင်ကိုနောက်ပါမဲ့လုပ်လေးကောင်းလိုက်တဲ့ရည်ရွယ်ချက်နော်ဟုတ်ပြီအမေအဲ့တော့အမေတို့ညီမနှစ်ယောက်ကိုအလူငွေလေးပြန်ပြီးတော့ထောက်ပံ့ပေးခဲ့အောင်မယ်အမေတို့ညီမလေးတွေဒီအရွယ်ကြီးတွေမှပြန်ပြီးလှုပ်စားနေရတာဆိုတော့အားလုံးကမကြည့်ရလို့အမေတို့ဘဝလေးအဆင်ပြေရအောင်လို့ဟုတ်ပြီနော်ဘာတွေထက်လို့အဲ့တော့ပြောဆန်နဲ့စီနေအဓိကဆန်နဲ့စီနေပဲလားတော့ဒါလေးပဲရှိတော့ဒါရှိဟုတ်ပြီဘလုံးကဆက်လက်ကြီးပဲလောက်ကြစစ်လေးတွေတောက်တည်းဆက်လက်လောက်တော့ညောင်းမပြောဘူးဆိုရနော်မောလုံးမို့ရက်ထားတာတောက်တော့လေချက်လိုက်တာဒီလက်တစ်ဖက်ကပါလက်တစ်ဖက်အဖေတို့အမေတို့လုံးကခုံးမိထားဘာလုံးကနွားလာတဲ့ကပါသွားတာနွားလာတဲ့နဲ့ထက်ပါတော့တာဟိုနေ့ကမမြင်ဘူးဒီနေ့မှမြင်လို့မေးကြည့်ရနော်ဘယ်လိုမှမအောင်မေးနဲ့ဒီနေ့ရှိရလားနွားကြောင်ရင်ဝချမ်းများထိုးမိတာနွားကြောင်ရင်ဝချမ်းများထိုးမိရလားကုသေးတယ်ကုမိရတာလာတော့ရတယ်ကိုကလှုပ်စားတာနေယူကြောင်ရရတယ်လေကောက်ရိုက်လိုက်ရတယ်လေကောက်ဆိုင်လိုက်ရတယ်လေဆုံးတော့ပါရောနောက်တိုင်းငွေအားကောင်းမပံ့မိုးနိုင်တော့ဒီတိုင်းပဲဖြစ်တော့တာအဲ့တော့လည်းများကုညီမဲ့လူရှိရင်ကောင်းပါနော်အဲ့တော့ဒါတွေ့ပြီဒါအမေကိုအလူငွေလေးပြန်ပြီးထောက်ပံ့ပေးမယ်ဟုတ်ပြီနော်မိုးကလည်းကောင်းတာနော်မိုးကောင်းလားဆရာအမေလောဝါဖျက်မှာလက်ထဲမှာဘာတွေပါတော့ဘာရေးတွေပါလားဖျက်မယ်နော်ရောပါအလူငွေဒီမှာခုနှစ်သိန်းခုနှစ်သိန်းဒီမှာက3000ခုနှစ်သိန်းနဲ့ဘယ်လောက်တော့3000လူရမေတဲ့အလူရှင်နေအမေဘက်ကဘာပြောချင်နေတော့အမေဘက်ကလားပြောဘာမှတော့ပြောရတာမရှိတော့ပါဘူးစူတောင်းမြတ်တာလေးကျေးဇူးတင်စကားလေးဟုတ်ကဲ့ရှိအဲ့လိုလေးပဲအဲ့လိုလေးပဲအမေပြောစရာမရှိဘူးဆိုတာတောင်းဆိုစရာမရှိတော့ဘူးဒီလောက်ဆိုပြည့်စုံတယ်အဲ့လိုနောက်ကြတော့စီလေးဆန်လေးပါစီလေးဆန်လေးဟုတ်ပြီအခုတားလူပေးလိုက်တဲ့ငွေလေးနဲ့လည်းအဓိကစီလေးဆန်လေးလူမယ်နော်မိုးကလည်းရွာလာပြန်ပြီအဲ့တော့ကျွန်တော်အမေကိုအလူငွေဒုတိယတစ်ချိန်နေနဲ့9သိန်း3000ပြန်ပြီးတော့အပ်ပေးလိုက်ပါတယ်အမေတို့ညီမနှစ်ယောက်လိုရာလေးတုံးကြပါဟုတ်ပြီနော်နော်ကျေးဇူးပါဒါကတော့9တားသမီးတွေလူတန်းပေးတဲ့အလူငွေဖြစ်ပါတယ်ဟုတ်အမေကျေးဇူးပါလို့နော်ဟုတ်